မော်တိတ်ရဲ့ဘော်ရိုင်းအနေနဲ့မှင်လေးလုံးဝထည့်เสียရမလို့ဘူးဖုန်းလေးတစ်လုံးရှိုံနဲ့စတစ်ကာတွေအများကြီးကိုစိတ်ကြိုက်ထုတ်လေးရတယ်ဆိုတာကိုရှုံးမှတ်သလားသို့မဟုတ်အိတ်ဆက်ကလေးကတီတီလေးပဲရှိနေဆိုတာကိုရှုံးမှတ်သလားတီတီလေးမှာတီတီလေးအဲ့တီတီလေးကိုမော်တိတ်ပြနေတယ်ဒါလေးကတော့ဆက်လေးပေါ့နော် name port ကထုတ်တာမော်တိတ်နာမည်ရောတိတ်ချမခေါ်တဲ့ပေါ့နော် name port ကထုတ်တာတော့ဒီကောင်လေးဖွင့်မယ်ဆိုလို့ရှိရင်ဒီလိုအိတ်ကလေးလေးရပါတယ်မော်ဟာတိတ်ပြောတယ်တီတီလေးဆိုတာဒါလေးဖြစ်ပါတယ်ဆိုတော့ဒီထဲမှာဗာလေးတွေပါလေဆိုတော့ manual board လေးပါမယ်ပြီးလို့ရှိရင်ဒီဆက်ကလေးပါမယ်ဆက်ကလေးကမောင်တိတ်ပြောလို့ပဲတီတီလေးပါပဲတကယ်တီတီလေးပါပဲပြီးလို့ရှိရင်သူ့အားသွင်းဖို့အတွက်type C cable ကြိုးလေးပါမယ်ပေါ်တာတော့ဆိုတော့မောင်ဟာတိတ်ချိတ်ဆက်ပုံချိတ်ဆက်နည်းလေးရဲ့ print ဘယ်လိုထုတ်လဲဆိုတာကိုတစ်ချက်ပြပေးမယ်အရင်ဦးဆုံးပေါ်တာတို့ဒီဆက်ကလေးကို3 second ကြာအောင်ဖိပေးရပါမယ်သူအဆင်းအောင်နေတယ်နော်အဆင်းအောင်နေလာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ application လေး name port တွေပို့ဝင်ရမယ်မော်ဒယ်ကတော့ဘော်ဒါတို့ဒီနားလေးမှာချက်ပြပေးထားမယ် application လေးမှာဆိုတော့เนาะဘယ် application လေးဖြစ်တယ်ဆိုတာကိုပုံစံလေးတစ်ချက်ဒီနားလေးမှာပြပေးထားမယ်ပြီးလို့ရှိရင်ချိတ်ဆက်ပြီးသွားတယ်ဒီခုနအပြန်အောင်လေးကနေဒီလိုအဆင်းအောင်လေးဖြစ်သွားပြီเนาะဒီနှစ်ခုချိတ်ဆက်ပြီးလို့ရှိရင်အကယ်၍ဒီမှာ disconnected လုပ်ပြရမယ်ပြောလို့လည်းအပြန်အောင်လေးဖြစ်သွားမယ်ပြီးလို့ရှိရင် connected ပြန်လုပ်လိုက်လို့ရှိရင်အဆင်းလေးပြန်ဖြစ်သွားမယ်အဲ့ဒါကိုမှဘော်ဒါတို့ကထုတ်ချင်တယ်ဆိုလို့ရှိရင်မော်ဒယ်ကတော့လုပ်ထားပြီးသားလေးတစ်ခုရှိတယ်မော်ဒယ်ဆန်းပြီးထုတ်ကြည့်လို့ဆိုလို့เนาะဆိုအဲ့လာလေးကိုထုတ်ပြပါမယ်ဆိုတော့ထုတ်ကြည့်ရပါမယ်เนาะ Let's go လေဘော်ထားပါပြီဆိုတော့မောင်တိတ်ကဗာလေးထုတ်ထားလေဆိုတော့ရှော့ကိုက်ဟာတာကလေးပဲဖြစ်ပါလေဆိုတော့ဘော်ရာတို့အားလုံးကျေးဇူးပါဘော်ရာတို့ရေ see you in next video